မီဒီယာမှာဖြေလိုက်မှအောင်စပူပေါ်မယိုးသားဘူးဆိုတာသိတာသွားတဲ့ဖို့ချစ်ပရိသတ်ကြီးရင်အခုရက်ထဲမှာတော့မင်းသားကျော်အောင်စပူကိုပွဲကောက်ွက်တနေ့ပိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအတော်လေးကြရထားခဲ့တာပါပရိသတ်တွေကတပင်ဥက္ကဋ္ဌဖို့ချစ်ကိုဝိုင်းဆဲကြတော့မှမီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်အောင်စပူကဇက်ပြန်ကောက်ွက်ရအောင်ကူညီလှုပ်ဆောင်ပေးခဲ့သူကလည်းဖို့ချစ်မဟုတ်ပဲမင်းသားကြီးနန်းဝင်းနဲ့လူရှင်တော်ကျဲသီးတို့ကဥဆောင်ကူညီပေးခဲ့ကြတယ်လို့သိရပါတယ်တနစ်ပိတ်စာကုံဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပေမဲ့လည်းအထက်တီမရအောင်ဖို့ချင်းဟာတပင်ဥက္ကဋ္ဌအနေနဲ့အောင်စပူနဲ့မတန်ဆွမ်းဥက္ကဋ္ဌတို့ကိုဂျားတွေကဝင်ရောက်ညှိနှိုင်းပေးရမျိုးလည်းမလုပ်ခဲ့ပါဘူး။ဒါကြောင့်မို့တိုင်စာကသာသနာရေးရာနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနအထိရောက်သွားပြီးပြဿနာကအရန်ကြီးသွားခဲ့ရတာပါ။တည်င်းကြီးညာသူကျော်မျိုးမင်းကလည်းတပင်စီယုံဥက္ကဋ္ဌကအောင်စပူအတွက်လာမညီနိုင်ပေးသေးဘူးလို့တနေ့ပိတ်စာမထွက်ခင်ရှေ့တရက်မှာပြောသွားခဲ့ပါတယ်။နောက်ပြီးအောင်စပူရဲ့ပြန်လုံကမတန်ဆွမ်းကိုလောင်တဲ့ပြန်လုံမဟုတ်ပဲစတေရှိုးမှာဟာတာအနေနဲ့လုပ်ပြခဲ့တာပါဖိုးချစ်ကိုယ်တိုင်နောက်မှာပိုလီယိုသွေးရုံဆောင်ကောက်ွက်တွေနဲ့ပြန်လုံထုတ်ခဲ့ပါသေးတယ်ဒါကြောင့်မို့ပြည်သက်တွေကဖိုးချစ်ကိုဝေဖန်ဆဲဆိုကြတဲ့အခါဖိုးချစ်ကမီဒီယာတွေခေါ်ပြီးသူ့မှာပြစ်မရှိပါဘူးဆိုတဲ့ပုံစံမျိုးဖြစ်အောင်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်အဲဒီလိုအင်တာဗျူးလုပ်လိုက်တော့မှဖိုးချစ်ရဲ့စိတ်ဓာတ်အမှန်တွေပေါ်ထွက်လာလို့ပိုပြီးဝေဖန်ခံနေရတာပါအင်တာဗျူးမှာဖိုးချစ်ကပိုလီယိုကောက်ွယ်ပြက်လုံးထုတ်ခဲ့တာကလွန်ခဲ့တဲ့10နှစ်ကဖြစ်ပြီးအဲ့ဒီတုန်းကရွှေမင်းသားမတန်ဆွမ်းဖောင်ဒေးရှင်းဥက္ကဋ္ဌကအခုလိုပဲပြဿနာရှာလို့ခံဝင်လက်မှတ်ထိုးပေးခဲ့ပြီးနောက်ပိုင်းမတန်ဆွမ်းပြက်လုံးမလုပ်တော့ဘူးလို့ဖြေကြားခဲ့တာပါပဲဖိုးချစ်ဟာသူကိုယ်တိုင်ပြဿနာတက်ခဲ့တဲ့အရာကိုအခြားမင်းသားတွေရှောင်ရှားနိုင်အောင်စီကံကြုံမထုတ်ခဲ့ပါဘူးမတန်ဆွမ်းပြက်လုံးဟာအောင်စပူဖွဲ့တွေမကပဲစိုင်းရီမိုဆက်နဲ့နိုင်ငံတော်ဝန်မှရှိတဲ့ဆက်ဖွဲ့ပေါင်းစုံကမတန်ဆွမ်းပြက်လုံးကိုအခုချိန်ထိလှုပ်ဆောင်နေကြပေမယ့်တပင်ဥက္ကဋ္ဌကြီးဖိုးချစ်ကတော့အောင်စပူဖွဲ့ကိုတောင်ဥတီပြီးဖြစ်ပြောခဲ့ပါတယ်။တပင်ဥက္ကဋ္ဌအနေနဲ့လွန်ခဲ့တဲ့10နှစ်ကကိုယ်တိုင်ကြုံခဲ့တဲ့ပြဿနာကိုနောက်လာနောက်သားမင်းသားတွေရှောင်ရှားနိုင်အောင်တတိပေးတာစီကံချက်ထုတ်တာမျိုးမရှိပဲအခုချိန်ကြာမှအပြစ်ရှာနေတာပါ။ဒီချက်နဲ့ဖိုးချစ်ကမယိုးတောင်းဆိုတာပေါ်လွင်နေပါပြီ။နောက်တစ်ချက်ကတော့အောင်စပူစားဖွဲ့တနေ့ပိတ်ခံရချိန်မှာဖိုးချစ်ရဲ့ကိုရင်ကပျော်ရွှင်နေတယ်လို့စောင်းမြောင်ရေးသားခဲ့ပါသေးတယ်။တတိယချက်ဖိုးချစ်မယိုးတောင်းဆိုတာပေါ်လွင်ခဲ့တာကတော့အောင်စပူအဖွဲ့ကလူရှင်တော်ဖြူဖြူရဲ့စင်ပေါ်မှာမင်းသမီးကိုပြန်စားနောက်ခဲ့တဲ့ပြလုံးဟာတပင်စီယုံကိုလောင်ပြောင်နေလို့ဖိုးချစ်ကဆွဆွဲပြီးအဲ့ဒီဗီဒီယိုဖိုင်ကိုဖုန်းထဲမှာစနစ်တကျမှတ်ထားတာမို့ဖိုးချစ်ဟာအောင်စပူအဖွဲ့ကအသေးစိတ်မှတ်တမ်းနဲ့မှားမဲ့အချိန်ကိုစောင့်နေခဲ့ရလို့ယူဆရပါတယ်။နောက်ဆုံးဖိုးချင်မယူတော့ဆိုတာတိတာထင်ရှားတဲ့ချက်ကတော့သူဟာအောင်စပူရဲ့ပြဿနာတွေကိုရှင်းရပန်းများလို့ဥက္ကဋ္ဌရာလူကနှုတ်ထွက်တော့မယ်ဆိုပြီးမီဒီယာရှိမှငိုပြပြီးပန်းတူသွေးကင်းလို့ပါပဲအောင်စပူဟာခုကိစ္စနဲ့မှပြဿနာနှစ်ခါပဲတက်သေးတာဖြစ်ပေမယ့်ခဏခဏဖြစ်တယ်လို့ညှိညူနေတာကြောင့်အောင်စပူပေါ်လူမုံမြောင်လှုပ်ချံပြောဆိုနေတယ်လို့ဝေဖန်နေကြတာပါပရိသတ်ကိုပတ်စံပြန်ပေးပြီးမောင်းထုတ်ခဲ့တဲ့စိုင်းရီမိုဆက်စရာကိုတော့နှစ်လကျော်ကြာတဲ့အထိအရေးမယူပဲအခုကြမှာခံဝင်လက်မှတ်ထိုးဖို့စိုင်းရီမိုဆက်စရာကိုသုံးခါခေါ်တာမလာသေးဘူးလို့ဖိုးချစ်ကပြောပါတယ်။မီဒီယာမှာအင်တာဗျူးဖြေလိုက်တော့မှသူ့ရဲ့စိတ်ဓာတ်အမှန်ပေါ်လွင်သွားတဲ့အပြင်အောင်စပူအပေါ်မှာတမင်လုံးနေမှတိတာသွားခဲ့ပါတယ်။ဖိုးချစ်ရလူကနှုတ်ထွက်မယ်ဆိုတာကလည်းတပင်စီယုံမှအကျွေးထူနေတာမို့သာဖိုးချစ်ကနှုတ်ထွက်ချင်နေတာဖြစ်တယ်လို့ပရိသတ်တချို့ကဝေဖန်နေကြပါတယ်။